ဖိုက်ကိကလာစောက်တော်သားလေးတွေဖအေးနဲ့ပတ်ထွေးနဲ့မှားခုံမိတာပေါ့ကွာကဲဆက်လန်လေးကဒီရဆတော့ကျွန်တော်ဒီဘက်ဤဘက်မှာပြစ်တာဗျအန်နမီမပေါနှစ်ကောင်ပဲပါတယ်အဲ့ဒါဒီပြက်ပြီးတော့ကျွန်တော်ဟိုအနောက်ဤဘန်သွားတာကဲဆက်လန်လေးကဒီရဆတာဗျကျွန်တော်စပယ်လေးနဲ့အပီပီလေးပြောင်းဒီမှာတစ်ကောင်နှော့တယ်အဲ့ဒီအချိန်မှာအဲ့ဒီကောင်လေးကနောက်ကနှစ်ကောင်ရောက်လာကျွန်တော်အမှတစ်ကောင်ပါခေါ်လိုက်တယ်အဲ့ဒီနှော့တဲ့ကောင်အဲ့ဒီကောင်လေးအဲ့ကောင်လေးစပယ်ရောက်လာဒီမှာကျွန်တော်ပြစ်တယ်ကျွန်တော်ရှုံးသွားရှုံးလေရှုံးကျွန်တော်ထိုးပါလေဖိုက်ကိကလာဘဲတယ်ဆောက်တော်သားလေးမသိတာဖအေးနဲ့ပတ်ထွေးနဲ့မှားသွားတာကဲကျွန်တော်ဘလို့လေးပြန်ကြုံပြလဲဆိုတာတစ်ချက်လောက်လိုက်ကြည့်လိုက်ပါကဲကျွန်တော်လိန်လေးပြန်ဆင်းပြီးတော့အမှတကောင်နှော့တယ်တကောင်နှော့ပြီးဟိုနှော့ကောင်ဖြစ်ဖို့လို့တာကျွန်တော်ပါလာတဲ့ဒီမရပြစ်နှော့လိုက်ရောပြစ်နှော့သူတို့အပခေါ်တာထိုးမလို့အဲ့ဒီချိန်မှာကျွန်တော်အော်ကောင်ဆင်းထိုးပြတယ်မထိုးဆိုရအဲ့ဒီကောင်ဆင်းထိုးတာအမှလေးဆင်းထိုးခံရတော့ကြောက်တာသူတို့လည်းကြောက်တတ်တာအသေးခံပြစ်တာလို့တမ ्या လဲတော့လုပ်ပြီးသူကိုလည်းကြတော့ခံရမှာဆောက်ချောက်တွေလားမသိမေလိုလေးတွေအထိုးခံရမှာတော့ကြောက်တယ်သေပြစ်တာလို့အဲ့ဒီချိန်မှာမကျေနပ်ဘူးသူတို့မကျေနပ်လို့လေထီးပြန်ဆင်းလာတာခေါင်းမူပေါ်ကိုကျွန်တော်နှော့တယ်ကျွန်တော်တက်ထိုးတာဗျာကျွန်တော်ဒီမင်းအပါတွေကြီးစုတ်ခေါ်နေတာမခေါ်နဲ့လို့ပြောတာကျွန်တော်လည်းအဲ့ဒါပုံးနေစုတ်ခေါ်ပြီးလိုက်ရှုပ်